ဒီကမ္ဘာမှာရှိတဲ့အရန်ထူးဆန်းတဲ့အရာများနံပါတ်1ယမန်နိုင်ငံအနားမှာရှိတဲ့ Socotra ဆိုတဲ့ကျွန်းတစ်ခုရှိပါတယ်ဒီကျွန်းကအခြားနေရာတွေထက်အရန်ကွာခြားနေပြီးဒီနေရာမှာရှိတဲ့တစ်ပင်တွေကအခြားနေရာမှာတွေ့ရှိနိုင်တဲ့တစ်ပင်တွေထက်အရန်ကွာခြားပါတယ်ဥပမာဒီ Dragon Blood Tree ကိုကြည့်ပါဒီတစ်ပင်ကိုကြည့်ရင် Alien Ship တစ်ခုပုံစံမြင်ရပါတယ်ပိုပြီးအံ့ဩစရာကောင်းတာဒီကျွန်းမှာရှိတဲ့95%တတ္တဝါတွေကအခြားနေရာတွေမှာမရှိပါဘူးနံပါတ်2အင်္ဂလန်နိုင်ငံမှာ Stone Age ဆိုတဲ့နေရာတစ်ခုရှိပါတယ်ဒီနေရာမှာရှိတဲ့ကြောက်တုံးတွေကပီရမစ်ထက်တောင်ပိုပြီးခေတ်ဟောင်းပါတယ်ဒါကိုလွန်ခဲ့တဲ့နှစ်9000လောက်ကတည်းကတိစောက်ခဲ့တာဖြစ်ပြီးစဉ်းစားစရာကအဲ့ဒီခေတ်မှာဒီလိုကြီးမားတဲ့ကြောက်တုံးတွေကိုဘယ်လိုများတည်ပြီးတင်ထားနိုင်ကြတာလဲဆိုတာကိုဒီနေ့ထိသိပ္ပံပညာရှင်တွေဖြေမရှိနိုင်သေးပါဘူးနံပါတ်3အန်တာတီကာမှာတွေးထနေတယ်လို့မြင်နေရတဲ့ရေတံခွန်တစ်ခုရှိပါတယ်ဒီရေတံခွန်ကို1911ခုနှစ်မှာတွေ့ရှိခဲ့တော့သိပ္ပံပညာရှင်တွေအရန်အံ့ဩသွားခဲ့ကြပါတယ်ဘာလို့လဲဆိုတော့အလီယောင်ရေတွေစက်တိုက်ကျနေတာကိုမြင်ရတာကြောင့်ပါနောက်မှလေ့လာလိုက်တော့အဲ့ဒီရေတံခွန်မှာတန်တဲ့အရန်များလို့တွေးလို့အလီယောင်ဖြစ်တာကိုသိရှိခဲ့ရပါတယ်ဒီလိုထူးဆန်းတဲ့အရာတွေကိုနောက်ထပ်ကြည့်နိုင်ဖို့ follow လေးလုပ်ထားလိုက်ပါနော်နောက်ဗီဒီယိုမှာတွေ့ကြစို့ thanks for watching